လူဘဝမှာလုံခြုံခြင်းကိုယူရမလားဒါမှမဟုတ်ကြီးမြတ်ခြင်းကိုယူရမလားဆိုတာမိတ်ဆွေစဉ်းစားဘူးပါသလားဒီရွေးချယ်မှုတွေဟာကမ္ဘာကျော်တသနာပညာရှင်နီးချေရဲ့အရေးကြီးတဲ့အတွေးခေါ်တွေထဲမှာပါဝင်ပါတယ်ကိုယ်ပိုင်တန်ဖိုးတွေကိုဖန်တီးပြီးမိမိကိုယ်ကိုအဆက်မပြတ်မင်းတင်လို့ထိုးတဲ့အတွက်ဒီအတွေးခေါ်တွေကလမ်းပြပေးနိုင်ပါတယ်နီချေဟာသူ့ရဲ့နာမည်ကျော်ဤသိုဇာရာတုစထရာဟောကြားခဲ့သည်ဆိုတဲ့ဝတ္ထုထဲမှာနောက်ဆုံးလူနဲ့လွန်မြောက်လူဆိုတဲ့အယူအဆတွေကိုမိတ်ဆက်ခဲ့ပါလေကဘာရဲ့အသိပယ်ကလွန်မြောက်လူဖြစ်တယ်လို့နီချေကဆိုပါလေဒီအယူအဆတွေဘလို့ပေါက်ဖွာလာခဲ့လဲဆိုတာကြည့်အောင်62ခုနှစ်မှာချစ်ချင်းရဲ့အခက်အခဲတွေနဲ့ကြုံခဲ့ရပါတယ်ချစ်ရတဲ့သူနဲ့သူငယ်ချင်းဖြစ်သူတို့ဟာသူ့ဘဝထဲကနေရွတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီဖြစ်ရကြောင့်သူကျမ်းမာရေးကပိုဆိုးလာသည့်အထီးကျန်းဆန်မှုတွေနဲ့ဖြစ်နှက်ခဲ့ပါတယ်နီးရှေဟာအဲ့ဒီလိုခက်ခဲတဲ့ကာလမှာအိတ်ဆေးတွေတုံးဆွဲပြီးကိုတတ်သေးဘူးအထိစဉ်းစားခဲ့ဘူးပါတယ်ဒါပေမဲ့နောက်ဆုံးတော့ဒီအမိုက်တွေကိုရွှေအဖြစ်ပြောင်းလဲပေးနိုင်တဲ့နီးလန်းကိုရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကနေပဲသူ့ရဲ့မဟာလက်ရာဖြစ်တဲ့ဤသို့ဇာရာတူစထရာဟောကြားခဲ့သည်ဆိုတဲ့စာအုပ်ကိုရေးသားနိုင်ခဲ့ပါတယ်ဒီစာအုပ်ဟာကျန်းစာဆန်တဲ့ပုံစံမျိုးနဲ့ရေးထားတာဖြစ်ပါတယ်ပြောဖတ်ဇာရာတူစထရာဟာတောင်ပေါ်မှာ10နှစ်ကြာအထီးကျန်နေပြီးတဲ့နောက်လူသားတွေစီသူ့ရဲ့ဉာဏ်ပညာတွေကိုဝေမျှဖို့စဉ်းသက်လာတဲ့အကြောင်းရေးသားထားပါတယ်သူ့ရဲ့တရားစကားတွေပုံပြင်တွေနဲ့ဆောင်ပုဒ်တွေကိုလူတွေကပယ်ချခဲ့ကြပါတယ်လူတွေကလောင်ပြောင်တဲ့အခါဇာရာတူစထရာကအထက်တန်းကျတဲ့နောက်လိုက်အဖက်တစ်ခွက်ကိုစူးစီးခဲ့ပါတယ်ဒါပေမဲ့သူကနောက်လိုက်တွေရှိနေတာကိုမတေချာဘူးလို့ခန်းစားရပါတယ်နောက်လိုက်တွေကိုသူ့ကိုထားခဲ့ပြီးကိုယ်တိုင်လွတ်လပ်တဲ့တွေးခေါ်သူတွေဖြစ်လာဖို့တိုက်တွန်းခဲ့ပါတယ်ဤသို့ဇာရာတုစထရာဟောကြားခဲ့သည်မှာနီချေကဖျားတည်ဆုံးပြီးလို့ကြီးညာခဲ့ပါတယ်ဒါကြောင့်ခေတ်သစ်လူသားတွေအသက်ရိုးရာဘာသာရေးနဲ့ကိုကျင့်တရားတွေကအတိတ်ဘယ်တွေပေးစွမ်းနိုင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်ဇာရာတုစထရာကရေမြေကဘာကိုမျက်နှိုးပြီးအသက်ရှင်တန်ခြင်းကိုအားပေးတဲ့တသနာအသစ်တစ်ခုကိုလမ်းညွှန်ခဲ့ပါတယ်ဒီထဲမှာပဲလွန်မြောက်လူနဲ့နောက်ဆုံးလူအယူအဆတွေပါဝင်လာပါတယ်ဇာရာတူစထရာကလူတွေကိုကဘာမြေကိုတဆာရှိဖို့တိုက်တွန်းခဲ့ပါတယ်အခြားသောမျောလင့်ချက်တွေထားမယ့်အစားလက်ရှိဘဝကိုဖက်ဒရယ်ပြီးကိုပိုင်တန်ဖိုးတွေကိုဖန်တီးဖို့တာဝန်ယူရမယ်လို့ဆိုပါတယ်လွန်မြောက်လူဆိုတာမိမိကိုယ်အဆက်မပြတ်ကြော်လွှားပြီးပိုမြင့်မာတဲ့လူသားမျိုးနွယ်ခဲ့ပါတယ်ဒါဟာလူသားမျိုးနွယ်ရဲ့အဆုံးသတ်မဟုတ်ပဲတေရိဆန်ဘဝကနေလွန်မြောက်လူဘဝစီကိုကူးပြောင်းဖေးမဲ့တရားတစ်စင်းဖြစ်ပါတယ်တဲ့လွန်မြောက်လူရဲ့စံကျင်ဘက်ကတော့နောက်ဆုံးလူပါပဲသူတို့ဟာတာမန်ခန်းစားချက်ကင်းမဲ့ပြီးတတုံးတတာကိုပဲရှာဖွေနေချတယ်ကံပါတယ်အန်ဒရနဲ့ယုံကံမှုကိုကြောက်ရွံ့ပြီးကြီးမတ်မှုထက်လုံခြုံမှုကိုပဲရွေးချယ်ကြတယ်ကံပါတယ်ဖန်တီးလို့စိတ်တိုးတိတ်လို့စိတ်ကင်းမဲ့ပြီးတနေ့တာဖြစ်တင်းငယ်တဲ့ဖြိုးရွှင်မှုတွေနဲ့ကျမ်းမာရေးကိုပဲဂယုစိုက်နေကြတယ်ကံပါတယ်နီချေကနောက်ဆုံးလူတွေကိုမျက်တောင်တစ်ဖြက်ဖြက်ခတ်နေတဲ့သူတွေလို့ပုံဖော်ခဲ့ပါတယ်သူတို့ရဲ့လူသားမျိုးတွေအပေါ်မြင်တဲ့အမြင်ကတိတ်ကိုကျင်းမြောင်းပါတယ်လူများစုထက်တဲ့နောက်ဆုံးလူတွေဟာအခြားသူတွေကိုလည်းသူတို့လိုပဲဖြစ်စေဖို့စီစဉ်ကြပါတယ်လူတွေဟာပုံမှန်ဘဝကနေသွေးဖြေတာကိုယူသွတ်မှုလို့သတ်မှတ်ကြပါတယ်နီချေရဲ့နောက်ဆုံးလူဟာလူသားတွေရဲ့စင်ကေးဖြစ်စဉ်နဲ့ရီမန်းချက်တွေရဲ့အဆုံးအသက်ကိုဖော်ပြပါတယ်ပစ္စည်းဥစ္စာကြွယ်ဝမှုစွန့်ဆက်စိတ်မရှိတာနီးပညာရဲ့နှစ်သိမ့်မှုလုံခြုံပျော်ရွှင်တဲ့ယဉ်ကျေးမှုဆိုရရင်တော့တာမန်ဘဝနဲ့ရောင်ရဲနေရင်လူသားမျိုးတွေဘာဖြစ်လာနိုင်လဲဆိုတဲ့တတိပိချက်တစ်ခုဖြစ်ပါလေနီချေရဲ့ဒီအတွေးအခေါ်တွေကကိုဘဝကိုပုံမှန်ထက်ကြော်လွန်ပြီးအတိတ်ပဲရှိဘလို့နေထိုင်ရမလဲဆိုတာကိုပြသနေပါတယ်လုံခြုံမှုရဲ့နောက်ွယ်ကတာမန်ဘဝကိုရွေးမလားဒါမှမဟုတ်မိမိကိုယ်ကြော်လွန်ပြီးကြီးမြတ်တဲ့ဘဝကိုဖန်တီးမလားဆိုတဲ့မေးခွန်းပါဘဝရဲ့အတိတ်အနက်ကိုပိုနားလည်နိုင်ဖို့နောက်ထပ်စိတ်ဝင်စားစရာအတွေးအခေါ်တွေကိုဆက်လက်ရှာဖွေကြည့်ပါ